အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရှင်းလုပ်ပြသွားမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့တရေးကိုတင်ကိုရေးဆက်ထားတဲ့တခြင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ကျွန်တော်တို့ချစ်မဲ့ဆိုပန်းပန်မှာဆိုတဲ့တခြင်းလေးကိုမင်းသားဆိုင်မျိုးကပြန်လဲတည်ဆိုထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ဒါကျွန်တော်တို့အခုလက်ရှိကပြနေတဲ့ကျွန်တော်တို့တော်မင်းကြီးမြို့မှာကပြရင်းနဲ့တည်ဆိုခဲ့တဲ့ဗီဒီယိုလေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါဦးဒီရှင်းလေးကတော့ချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော်ငယ်ငယ်လေးကနားထောင်ခဲ့ရတဲ့ချင်းလေးဖြစ်တယ်ပေါ့နော်အဆိုတော်ကြီးတော်တော်များများလည်းသိခဲ့တဲ့ချင်းလေးဖြစ်ဒီနေ့မှပြန်ဆိုတဲ့တခြင်းအသေးလေးပြပါနော်ကျွန်တော်တို့ဒီကနေ့ကဒီစုပြီးခဲ့တဲ့တခြင်းမဟုတ်ပါဘူးဒါဒီနေ့မှတခြင်းအသေးလေးပြပါတယ်မိုက်ကလည်းချင်းလေးပါပဲကျွန်တော်တို့ဒါမင်းသားဆိုင်ကိုပြန်လဲတည်ဆိုတာဆိုတော့ပို့ပြီးတော့ပြောကြမရှိဘူးပေါ့နော်ကျွန်တော်ရန်ကောင်းပြီးတာပါပစင်းရတဲ့ကောင်းအတန်လေးရတဲ့ကောင်းဒီကလေးရတဲ့ချောဆိုတော့
ကျိုးဆူရှာတယ်ဟုတ်ပြီအော်ရောက်ရယူကန်ကောင်းတာမန်းသူက performance လုပ်ချင်တာပေါ့နော်ကျွန်တော်တို့ဒီမှာအောက်ကစုချတဲ့လူတွေပန်းပေးတဲ့လူတွေနဲ့ဆိုတော့ performance ကိုကောင်းကောင်းမလုပ်အောင်ပြင်နေရပါဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒါကျွန်တော်တို့ဒါမင်းသားဆိုင်ရင်မိုးရဲ့ကျွန်တော်တို့ချစ်မယ်ဆိုပန်းပန်မှာဆိုတဲ့သရှင်လေးကိုပြန်လည်တည်ဆူထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်အနေနဲ့ဒါပြဆက်ပေးကြရပါတော့ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးရဲကျွန်တော်ရှင်းစီတိုင်းကိုအဆုံးကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ